ဟုတ်ကဲ့ကျွန်တော်ဒီနေ့ရှင်းပြပေးမှာတော့ကျွန်တော်တို့ unit ချိတ်ဆက်ခြင်းဖြစ်တယ်ပေါ့နော် unit ချိတ်ဆက်ခြင်းဆိုရင်ကျွန်တော်တို့ unit ချိတ်ဆက်ခြင်းတွေကိုတွားမယ်တွားပြီးရင်သူက unit ချိတ်ဆက်ခြင်းကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဟို unit ချိတ်မယ်ပေါ့ unit ချိတ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ unit ချိတ်ပြမယ်ဒီကောင်ချိတ်ထားတဲ့ဟာကိုကျွန်တော်စမ်းချိတ်ထားတဲ့ဟာကိုဖြတ်လိုက်မယ်နော်ဖြတ်လိုက်ပြီးတော့ကျွန်တော် unit ချိတ်မယ်ဆိုရင် unit ချိတ်ဆက်ခြင်းကိုတွားလိုက် unit အကြီးပေါ့နော်ဒီမှာဒီနှစ်ခုကဒီလိုလေးနှိပ်လိုက်တာနဲ့အပြာရောင်လေးပြောင်းသွားတယ်အပြာရောင်လေးပြောင်းသွားရင်ရပြီ unit အကြီးနေရာမှာအပြာရောင်လေးပြောင်းနေရင်ဒီမှာရွေးလိုက်တဲ့ကောင် unit အကြီးတွေဝင်မယ်ပေါ့နော်ဒါကတ်က unit အကြီးတွေမှာဝင်မယ်ပြီး unit အသေးမှာအပြာရောင်လေးပြောင်းသွားရင်ဒါသူ့ဖြီမဲ့အသေးပေါ့နော်အကိုကကိုလာတကယ်ဘူးဖြစ်ကမှာပေါ့ကျွန်တော်ဒီမှာခုလို့ထည့်ထားပြီးသားဖြစ်တဲ့အတွက်ခုနဲ့ပဲကျွန်တော်လုပ်လိုက်မယ်နော်ဒီတကတ်မှာပါမဲ့ကိုကကိုလာဘူးရေအတွက်ကဥပမာ6ဘူးပဲထားလိုက်ပါတော့နော်6ဘူးထားမယ်ပြီးရင်ဝယ်သေးရဘယ်လောက်လဲဆိုတာကိုကျွန်တော်တို့ရှိသေးတယ်နော်သူဝယ်သေးကတခါထည့်ပေးရမယ်ပေါ့ကျွန်တော်တို့အဲ့မှာတဘူးကို800ကျတယ်ဆို800ဝယ်သေးနဲ့ကျွန်တော်တို့ဒီမှာစေးလိုက်မယ်နော်စေးလိုက်မယ်ဆိုရင်သူက unit ချိတ်ဒီနှစ်ခုချိတ်သွားပြီပေါ့နော်ဒီမှာသွားကြည့်လိုက်ရင်လည်းကိုကကိုလာကတ်နဲ့ကိုကကိုလာခုဘူးနဲ့ပေါ့နော်ခုဆိုပြီးပြနေအဲ့ဒါနဲ့ချိတ်သွားပြီဆိုတဲ့သဘောပဲသူက unit ချိတ်သွားပြီ unit ချိတ်သွားပြီဖြစ်တဲ့အတွက်အခုဆိုကျွန်တော်ကိုကလာ59ဘူးရှိတယ်ပေါ့59ဘူးရှိတယ်မှာကတ်က19ကတ်ရှိတယ်နော်ဥပမာကျွန်တော်တို့ကကိုလာကုန်ပြီထားပါတော့ကုန်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီရနေပြီးတော့ကတ်ကိုကျွန်တော်ဖြီမယ်ပေါ့နော်ဖြီမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီကတ်ကနေပြီးတော့ကျွန်တော် unit ချိတ်ထားတဲ့ဟာကိုကျွန်တော်ကြည့်လိုက်တာနဲ့ဒီမှာဖြီမယ် unit ဖြီမယ်ကိုကလာကတ်ကနေပြီးတော့ဟိုကိုလာခုကိုဖြီမယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်က59ဘူးရှိတယ်နော်တကယ်3ညဖြစ်နေကျွန်တော်တို့ဖြီတာပေါ့တကယ်က59ဘူးရှိတာကတ်က19ကတ်ရှိတာကျွန်တော်တကယ်ဖြီလိုက်မယ်နော်တကယ်ဖြီပြီးတော့စေးနှိပ်လိုက်မယ်စေးနှိပ်လိုက်ပြီဆိုရင်အောင်မြင်ပါသည်လို့သူကပြတယ်ပြတဲ့ကုန်ပစ္စည်းကိုတွားကြည့်လိုက်59ဆိုတော့6ခုလာပေါင်းသွားပြီဆိုတော့65ခုဖြစ်သွားတယ်ဒီမှာ18ကတ်ဖြစ်သွားတယ်နော်အဲ့လိုမျိုးကျွန်တော်တို့ကကတ်ကိုဖြီလိုက်ပြီဆိုရင်လည်းဘူးအနေနဲ့ဖြီသွားလို့ရတယ်ဆနကကျွန်တော်ဝယ်သေးအနေနဲ့ထည့်လိုက်တယ်ပေါ့နော်ဝယ်သေးအနေနဲ့ထည့်လိုက်တယ်ဆိုတာကတပူးကို800နဲ့လာမထည့်လိုက်တဲ့အချိန်မှာဒီမှာကိုကာနော်ဖြီထားတဲ့ကောင်ကတည်တာတယ်နော်ကျွန်တော်ဒီမှာ800နဲ့ဖြီထားတဲ့ကောင်ကဝယ်သေး800အနေနဲ့ဖြီထားတယ်6ခုဖြစ်တဲ့အတွက်သူကဝယ်သေး800နဲ့အမျက်ကိုအဲ့လိုတွက်ပြီးမှဖြစ်တယ်နော်အဲ့ဒါကျွန်တော်တို့ဒါ unit ချိတ်ဆက်ခြင်းပေါ့နော် unit ချိတ်ဆက်ခြင်းကိုကျွန်တော်တို့ရှင်းပြတာပြီးရင် unit ချိတ်ဆက်ပြီးရှင်းပြီးရင်ကျွန်တော်တို့ account စီမံခန့်ခွဲဆိုတာရှိတယ်တခါလေးရှင်းပြပေးလိုက်မယ်နော် account စီမံခန့်ခွဲရတော့ကျွန်တော်တို့ဒီမှာ account လေးစထည့်လို့ရတယ် user name ထည့်မယ် password ထည့်မယ် save နှိပ်မယ်ဒါမှမဟုတ် enter ခေါက်မယ်နော်အဲ့ဒါဆိုလည်းရတယ်အဲ့လိုမျိုးရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ permission ဆိုတာရှိတယ်အဲ့မှာကျွန်တော်တို့ကိုဖောက်ပေးလိုက်တဲ့လူကိုသူ account ပေးရမှာပေါ့နော်သူ့ပေးမဲ့အချိန်မှာကိုကတခါလေး permission တွေကိုဒီမှာသူ့ကိုဘယ်နေရာပဲဝင်ခွင့်ပေးမယ်ဆိုရင်အမှန်ချက်တွေပေးထားပြီးတော့မဝင်သေးခြင်းတဲ့ဟာတွေကိုကျွန်တော်တို့ဒီလိုအမှန်ချက်တွေဖြုတ်ထားလိုက်ရင်အမှန်ချက်တွေဖြုတ်ထားလိုက်ရင်ကျွန်တော်တို့စိတ်နှိပ်လိုက်ရင်မရတော့ဘူးเนาะအယောင်စိတ်ရင်းတို့ဒီမှာအခုဆိုကျွန်တော်ကတ်ချာကိုကျွန်တော်ပြန်စမ်းပြမယ်เนาะဘယ်လိုလဲဆိုတော့ကျွန်တော်ကုန်ပစ္စည်းကိုကျွန်တော်သူ့ကိုပိတ်လိုက်မယ်ကုန်ပစ္စည်းဝင်ကြည့်လို့မရအောင်เนาะအကောင့်နာမည်ကတ်ချာเนาะကျွန်တော်ဖောက်ထားတာကတ်ချာဆိုပြီးအခုလို့ဆိုတော့ကျွန်တော်တို့ကဝင်ထားတာ admin နဲ့ဝင်ထားဖြစ်တော့အကုန်ဝင်လို့ရတယ်ကျွန်တော် log out လုပ်လိုက်မယ်ဒီမှာ CSAI ကတ်ချာ1 2 3เนาะကျွန်တော် log out လုပ်လိုက်ပြီးတော့ဒီမှာဝင်ပြီဆိုရင်ပင်မစာမျက်နှာကိုသွားပြီးကုန်ပစ္စည်းကိုသွားရင်မရတော့ဘူးเนาะဝင်ခွင့်ပိတ်ထားတယ်เนาะကျွန်တော်ကတ်ချာနဲ့ဝင်လိုက်တာမို့လို့เนาะကိုကအဲ့လိုမျိုးပိတ်ထားလို့ရတယ်ပေါ့เนาะသူတို့အဲ့လိုမျိုးပိတ်ထားလိုက်ပေါ့เนาะဟိုအခုတော့ကျွန်တော် log out လုပ်ပြီးတော့ကျွန်တော် admin နဲ့ပြန်ဝင်လိုက်မယ် admin 1 2 3အဓိကဒီပေါ့ account စီမံခန့်ခွဲဆိုတာဒါလေးပဲကိုက account လေးဖွင့်ပေးမယ်ပြီးရင်သူ့ကိုဝင်လို့မရအောင်ပိတ်မယ်ကျန်တဲ့ edit တို့ delete တို့ကတော့သူ password ပြန်ပြောင်းချင်တာတို့ user name ပြန်ပြောင်းချင်တာတို့ဖြတ်ချင်တာတို့ဆိုရင်တော့လုပ်တဲ့ဟာပေါ့အဲကျွန်တော် setting အကြောင်းကကျွန်တော်တို့ဒီအပေါ်ဆုံးကတော့တည်တယ်မြန်မာနဲ့အင်္ဂလိပ်စာနဲ့ကိုပြောင်းတာเนาะမြန်မာစာပြောင်းပြီးရင်အင်္ဂလိပ်စာပြောင်းပြီးဆိုရင်နှိပ်လိုက်တာနဲ့ဆိုမြန်မာစာပြောင်းပြီးဆိုရင်မြန်မာစာဖြစ်သွားမယ်အင်္ဂလိပ်စာဖြစ်သွားမယ်เนาะတက်ကကြတော့ကျွန်တော်အခွန်ထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာမပြောင်းမချင်းပေါ့เนาะဒီမှာဥပမာ10% tax government tax ကိုထည့်ထားမယ်ဆိုရင်လည်းတခါတည်းဒီမှာလာမပြောင်းမချင်းဘာပဲရောင်းကျွန်တော်တို့ကအခွန်ပေါင်းနေမယ်เนาะတကယ်လို့မဟုတ်တော့ဘူးမလို့ကျွန်တော်တို့ဆိုရင်တော့ကျွန်တော်တို့အခွန်မထည့်ချင်တော့ဆိုရင်တော့0ထည့်ပြီး enter ခေါက်လိုက်ရပြီ short သေးလည်းအဲ့တိုင်းပဲပေါ့เนาะကျွန်တော်တို့ဒီမှာကျွန်တော်တို့ 5% ဆိုပြီးတော့ဒီဘောင်ချတိုင်းကို 5% ဘာဝယ်ဆိုတော့ 5% short ပေးနေမှာเนาะမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့0ပြန်ပေးလို့ရပြီ enter ခေါက်လိုက်အောင်မယ်เนาะ thank you ဆိုတဲ့ဟာတော့ thank you ဆိုတဲ့ဟာဘာလဲဆိုရင်ကျွန်တော်တို့အောက်မှာတော့ဘောင်ချရဲ့အောက်ဆုံးစာရွက်မှာဟိုပေါ်တဲ့ပေါ့เนาะဟိုကျေးဇူးတင်ပါသည်လို့ဘာလို့အဲ့ဒီဟာတွေကြိုက်တဲ့ဟာရေးလို့ရတယ်ကျွန်တော် default အနေနဲ့ကတော့thank you လို့ကျွန်တော်ထည့်ထားပေးတယ်ကိုကြိုက်တဲ့ဟာမြန်မာလိုပဲဖြစ်အင်္ဂလိပ်လိုပဲဖြစ်ပြင်ပြီးတော့ရေးလို့ရတယ်เนาะပြီးရင်ဒီမှာကျွန်တော်ဒါဘောင်ချအမျိုးအစားကိုလည်းကျွန်တော်ဒီမှာတစ်ခါလေးထည့်ထားတယ်ကျွန်တော် A5 လို့ထည့်ထားတယ်เนาะကိုက80ပဲထုတ်မယ်ဆိုရင်80 mm ဆိုပြီးတော့လောက်ထားလို့ရတယ်ဟိုပြောင်းထားလို့ရတယ်ဒီမှာလာမပြောင်းမချင်းထုတ်ဘောင်ချထုတ်တိုင်း80 mm နဲ့ထွက်မှာပေါ့เนาะပြီးရင်ကျွန်တော်တို့ဒီမှာဘောင်ချ generate ဆိုတာဒီဘက်ကတော့ရှင်းသွားပြီเนาะဒီဘက်မှာကျွန်တော်ဘောင်ချ generate ဆိုတာလေးရှိတယ်ဗျာသိလားအဲ့ဘောင်ချ generate ဆိုတာလေးကဘာလဲဆိုရင်ဟိုဒီမှာကျွန်တော်အမှန်ကြီးဖြုတ်ထားတယ်เนาะ
အဲ့ဒီဘောင်ချာဂျန်ရိတ်ကလေးကိုကျွန်တော်အမှန်ချစ်ချစ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရောင်းတဲ့အချိန်ကြာရင်အမှန်ချစ်မချစ်ဖဲနဲ့ကျွန်တော်အရင်ရောင်းပြမယ်နော်အမှန်ချစ်မချစ်ဖဲနဲ့ကျွန်တော်တို့ရောင်းမယ်ဆိုရင်အရောင်းစင်းကိုတွားလိုက်ရင်ကျွန်တော်ဒီမှာဒါနံပါတ်ဘောင်ချာနံပါတ်3ပေါ့နော်ဘောင်ချာနံပါတ်3မှာကျွန်တော်တစ်ခုစမ်းရောင်းလိုက်မယ်မမပေါ့နော်ရောင်းလိုက်မယ်ဟုတ်ပြီဒါစနက80 mm ဘောင်ချာစာရွက်လောက်ထားဖြစ်တော့80 mm ပုံနဲ့ထွက်တယ်ပေါ့နော်ထွက်တယ်ပြီးရင်ကျွန်တော်ကအဲ့ချိန်မှာအယောင်စင်းကိုပြန်ကြည့်လိုက်ရင်မရှိတော့ဘူးเนาะနောက်တစ်ချိန်ပြန်လို့ချင်းအစ်စ်ပေါင်းဆိုပြီးတော့သူကလာပြီးတော့လာပြန်နှိပ်ရတယ်ပေါ့လာပြန်နှိပ်ရတယ်ပြီးရင်နှစ်ခုလို့ချင်းနှစ်ခုအစ်စ်ပေါင်းဆိုပြီးတော့နှိပ်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ setting ထဲကနေပြီးတော့အမြန်ကျင်တယ်ပေါ့နော် setting ထဲကနေဘောင်ချာ generate ဆိုပြီးတော့ကျွန်တော်တို့နှိပ်ထားလိုက်ပြီဆိုရင်နှိပ်ထားလိုက်ပြီဆိုရင်အယောင်ဥပမာအယောင်ပေါ့နော်စနကလိုပဲကျွန်တော်အယောင်စင်းရင်ကျွန်တော်ပြန်ရောင်းပြမယ်ပေါ့နော်ဒီမှာပြန်ရောင်းလိုက်ပြီနော်အစ်စ်ပေါင်းဒါပြန်နှိပ်ပေးရတယ်အခုကျွန်တော် generate လုပ်လိုက်တယ်ဘောင်ချာ generate ကအမှန်ကြီးစစ်ထားတယ်ကျွန်တော်ရေတံဘူးနှစ်ဘူးရောင်းလိုက်မယ်ရောင်းလိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာဘတ်နယ်ပဲထွက် ESC နဲ့ပဲထွက်ပေါ့နော်ကျွန်တော်တို့ကESC နဲ့ထွက်ကမှာပေါ့နော်ဘောင်ချာ generate လုပ်ပြီးအယောင်စင်းထဲမှာနောက်တစ်ခုကပေါ်ပြီးသားနော်ဒီမှာနောက်တစ်ခုကပေါ်ပြီးသားဘတ်နယ်ထွက်ရင်တော့ကျွန်တော်တို့နောက်တစ်ခုတော့ပေါ်တယ်ဟိုနောက်ဆုံးရောက်သွားမယ်ကျွန်တော်ဒီမှာနောက်တစ်ခုရောင်းပြမယ်နောက်တစ်ခုဒီမှာရောင်းပြမယ်ပေါ့နော်ရောင်းလိုက်ပြီးရင်ကျွန်တော်ဒီမှာလေးကျွန်တော်တို့ဒီ keyboard ကဘယ်ဘက်ထောင်းအပေါ်ဆုံးမှာရှိတဲ့ ESC လေးနဲ့တခါလဲ shortcut ပေါ့နော်ထွက်လိုက်တာနဲ့နောက်ထပ်ဘောင်ချတစ်ခုတည်းကိုရောက်ပြီးသားဘောင်ချနံပါတ်9ကိုရောက်ပြီးသားကျွန်တော်တို့ဒီမှာစကန်ဖတ်ပြီးတော့ထပ်ရောင်းရုံပဲထပ်ရောင်းရုံပဲနော်ထပ်ရောင်းရုံပဲဒါအဲ့ဘောင်ချ generate ကပါလဲဆိုတော့သူ့ဘာလို့နောက်ထပ်ဘောင်ချအသစ်တစ်ခုကိုသူ့ဘာလို့ generate လုပ်ပြီးတာနဲ့ဒီမှာ30တဲ့ကိုရောက်သွားပြီနော်auto ဝင်ပြီးသားဖြစ်တယ်ပေါ့ကိုကအဲ့မှာလူကြနေဆိုရင်ဘောင်ချ generate လုပ်ပြီးတော့ရောင်းသက်နဲ့ရောင်းရုံပဲပေါ့နော်print ထုတ်ပေးလိုက်ရောင်းလိုက် print ထုတ်ပေးလိုက်ရောင်းလိုက်ပေါ့ဒီလိုမျိုးတွေလုပ်လို့ရတယ်အဲ့ဒါကျွန်တော်တို့ဘာသာဘောင်ချ generate အကြောင်းကိုကျွန်တော်တို့ရှင်းပြရနော်ဘောင်ချ generate ကိုပြန်ပြီးတော့အမှန်ကြီးချစ်လိုက်ရင်တော့သူကအဲ့လိုမျိုးပြန်မရောက်တော့ဘူးပေါ့နော်သူဟိုဖြစ်သွားမှာသူပြန်ကိုကအစ်စ်ပြန်ယူမှသာဘောင်ချတွေရထက်ကြလာမှာပေါ့အဲ့လိုမျိုးပြီးရင်ကျွန်တော်တို့ဒီမှာ set တို့ del တို့ tab တို့ short ဈေးတို့ဘာလို့ဆိုတာကဘောင်ချမှာကျွန်တော်တို့ကိုပေါ်ခြင်းတဲ့ဟာပဲကိုဖော်လို့ရတယ်เนาะဒါတွေကိုကျွန်တော်ပိတ်ထားတဲ့အတွက်မပေါ်ဘူးဖြစ်နေဒါတွေကိုကျွန်တော်အကုန်ဖွင့်လိုက်ပြီးတော့အကုန်ဖော်လိုက်မယ်ဆိုရင်ဘောင်ချရဲ့အောက်မှာကျွန်တော်တို့ဒီရောင်းထားတဲ့ဘောင်ချရဲ့အောက်မှာကျွန်တော်တို့ပေါ်မယ်เนาะရောင်းထားတဲ့ဘောင်ချရဲ့အောက်မှာကျွန်တော်တို့ပေါ်မယ်ဒီမှာဆိုကျွန်တော်ရောင်းလိုက်မယ်ဒီမှာကြည့်ကျွန်တော်နော်ဒီမှာ set total tab discount နဲ့ဒီမှာ cat ပေးအကုန်ပေါ်တယ်နော်ဒီမှာ cat အခုပေးခဲ့တာလက်ငင်းဝယ်တာဖြစ်တဲ့ cat ကဘယ်လောက်ပေးရဘယ်လောက်ဒါတွေကိုကျွန်တော်တို့မပေါ်ခြင်းဘူးကျွန်တော်တို့ကဖြောက်ချင်တယ် total တစ်ခုပဲလိုချင်တယ် discount တွေကလည်းမပေးတဲ့အတွက်မထည့်ခြင်းဘူးဆိုရင်လည်းကျွန်တော်တို့ကဒီမှာကိုမလိုချင်တဲ့ဟာတွေကိုလာပြီးတော့ပိတ်လို့ရတယ်နော်ဒီမှာဒါတွေအကုန်လုံးပိတ်လိုက်ရင်ကျွန်တော်တို့ကဒီ total တစ်ခုပဲမြင်ရမှာပေါ့နော်ကိုကြိုက်တာကိုပိတ်လို့ရတယ်ကျွန်တော်တို့မှာဒါတွေအကုန်လုံးပိတ်ပြီးတော့ကျွန်တော်ရောင်းကြည့်ပေးမယ်နော်ဒါတွေအကုန်လုံးကိုဒီမှာပိတ်ပြီးတော့ရောင်းကြည့်မယ်ဒီမှာနော် total တစ်ခုပဲမြင်ရတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာမှမပေးတဲ့သူတွေအတွက်ကဒီ total တစ်ခုနဲ့အဆင်ပြေတယ်ဒါဆိုရင်ဟိုလုပ်လို့ရပြီပေါ့ total တစ်ခုနဲ့အဆင်ပြေတယ်အဲ့ဒါဆိုရင်ကျွန်တော်အခုဒီနေ့ရှင်းပြတာ unit ချိတ်ဆက်ခြင်းရဲ့ account တွေရဲ့ကျွန်တော် setting ရဲ့ကျွန်တော်အားလုံးရှင်းပြတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါဆိုရင်ဒီမှာရှင်းပြစရာမရှိတော့ပါဘူးကျေးဇူးတင်ပါတယ်ခင်ဗျာ